ကြည့်ရှုအားပေးသူတယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးအားပေးခဲ့ကြပါအောင်တာယာငါးပါးရဲ့နေကြီးဖြစ်ပါသည်ခင်ဗျာကျွန်တော်ကတော့ပုံမှန်တင်ဆက်သူကိုကျော်ဖြစ်ပါတယ်ခင်ဗျာရန်ကုန်မြို့ရဲ့အနောက်ဘက်ကစက်မှုဇုံတွေနဲ့ရှုပ်တွင်းကားတဲ့ခိုင်နာရမြို့နယ်ဟာနေဘက်ဆိုရင်တော့စက်ရုံအလုပ်သမားတွေကုန်တင်ကားကြီးတွေနဲ့ရုံးကန်လှုပ်ရှားနေရတဲ့မြို့တော်ကြီးတစ်ခုပေါ့ဒါပေမဲ့ညသက်ကောင်ကျော်လို့ဗမာတွေတိတ်ဆိတ်သွားတဲ့အခါမှာတော့ဒီမြို့နယ်မှောင်ရိပ်ခိုရာငန်းညတွေထဲမှာကိုပိုင်ဥပဒေတွေစတင်တက်ရောက်လာတတ်ပါတယ်။အဲ့ဒီမှောင်မိုက်တဲ့ငေါကောက်အုပ်ချုပ်နေတာကတော့လူတိုင်းကယူတည်တည်နဲ့ကိုကြီးကိုပဲခေါ်ကြတဲ့အမျိုးသားတဦးဖြစ်ပါတယ်။ကိုကြီးကထွားချိုင်းနဲ့ခန့်တာကိုဓာတ်တန်ရာတွေထွင်ကျန်နေတဲ့ကပန်းအိုးတွေနဲ့အမြဲတမ်းတည်ငြိမ်အေးဆက်နေတဲ့သူပါ။သူကအကြောင်းမဲ့လူမှန်လုပ်နေသူမဟုတ်ပဲမိမိနယ်မြေကငန်းငုံငစားတွေကိုကာကွယ်ပေးထားပြီးစီကံကြီးကွန်းတာကြောင့်ငိုင်းသားတစ်ခုကမှသူ့ကိုမခံညာသူမရှိတော့ပါပဲ။တညတွင်ကိုကြီးတယောက်ဆက်မှုစုံနှစ်ဘက်ကသူ့ရဲ့ရုံးကန်အဟောင်းလေးထဲမှာဆက်လိုက်တလိုက်ကိုအေးရင်လူတောက်နေကြတကားဝါကနေတပည့်ဖြစ်သူရဲသွေးတယောက်တက်ရှူတန်ပြင်းပြင်းနဲ့ပြေးဝင်လာပါတယ်ကိုကြီးဟိုဘက်နေမီကအောင်ဆန်းတို့အဖွဲ့ညာသေးတန်းဘက်ကိုနေကြုံလာပြီးကျွန်တော်တို့ကောင်တွေကိုပါဓာတ်နဲ့ခုတ်ပြီးစက်ကြီးတောင်းသွားတယ်ကိုကြီးကဆက်လိုက်မီးကိုတွေကိုအေးသေးသေးမှုတ်ထုတ်ကြရင်မျက်မှောင်ကုတ်သွားပါတယ်သူ့ရဲ့အေးဆက်ငါတဲ့မျက်လုံးတွေထဲမှာဒေါသရဲ့အချို့ဖြတ်ပြေးသွားပေမဲ့အတန်ကတော့တုံးလို့ချင်းမရှိပဲခက်အောထွက်လာပါတယ်ငါပြောဘူးတယ်မကရဲသွေးကိုင်နာထဲမှာငါခွင့်ပြုချက်မရှိပဲဘသူတွေသက်မှာမကြသေးရဘူးလို့သူတို့ကကိုကြီးကိုပါစင်ခေါ်သွားတာကိုကြီးကိုင်နာမှာကိုကြီးခေကုန်ပြီတဲ့ရဲသွေးကဒေါသတကြီးနဲ့ပြန်ပြောပါတယ်ကိုကြီးကထိုင်နေရကနေထားရလိုက်ပြီးနေရာမှာချိတ်ထားတဲ့သူ့ရဲ့နာမည်ကျော်ဓမ္မဦးချိုးကိုကောက်ကန်လိုက်ပါတယ်ဒါတော့အေးဆက်မှုကကိုကြီးရဲ့စိတ်ကိုပို့ပြီးပြတ်သားသွားစေတယ်လို့ပါပဲငါးကောင်တွေကိုစုကရဲသွေးဒီညအဲ့ဒီကောင်တွေကိုခိုင်တာရဲ့စီကံကြောင့်တေချာတင်ပေးရမယ်မိုးတန့်လေပြင်းနေကြောင့်ခိုင်တာရဲ့ညာသေးတဲ့တစ်ခုကုန်ပိတ်သိမ်းနေကြပြီဖြစ်လို့ငမ်းမကြီးက6ကန့်လို့နေပါတယ်ငမ်းမေးရငရက်စင်မိတိုင်းတချို့တစ်ဖြက်ဖြက်နဲ့ပြက်လို့ပြက်ခင်လေးနေတဲ့အရေးအောက်မှာအောင်ဆန်းနဲ့သူ့ကိုအယောက်20ခန့်ငါထဲမှာဓာတုတ်တွေကိုစီနဲ့ရက်နေကြပါတယ်သူတို့အားလုံးကနေမီတည့်ကိုယူနိုင်တော့မယ်ဆိုတဲ့စိတ်နဲ့တွေးကြနေကြတာပါမင်းတို့ကိုကြီးဆိုတဲ့လူကကြောက်လို့ပုံနေပြီထင်တယ်ဟဲ့ငိုက်သားမှာအောင်ဆန်းခေရောက်ပြီကွာအောင်ဆန်းရဲ့ကျင်းအောင်သောအော်ဟိတ်ရှိမောင်လိုက်တဲ့အချိန်မှာပဲမောင်မိုက်နေတဲ့ငမ်းမကြီးရဲ့တစ်ဖက်စီကနေစိုက်ကယ်အုပ်စုတစုမီးမဖွင့်မဲ့ငိမ့်သက်စွာမောင်းနှင်လာကြပါတယ်စိုက်ကယ်တွေကအောင်ဆန်းတို့အဖွဲ့နဲ့မငန်းမကန်းမှာဝိုင်းဘက်ရက်တန့်လိုက်ပြီးရှေ့ဆုံးကစိုက်ကယ်ပေါ်ကနေတန်မာထွားကြိုက်တဲ့လူတယောက်ဆင်းလာပါတယ်ငါထဲမှာဓမ္မဦးကျိုးကိုခပ်ဖော့ဖွားကင်ထားတဲ့ကိုကြီးပါပဲကိုကြီးရဲ့နောက်ွယ်မှာမျက်နှာထားတင်းမာနေတဲ့ရဲသွေးနဲ့ငိုင်နာရရဲ့တစ္ဆာရှိတပည့်တွေအပြည့်ရှိနေပါတယ်အောင်ဆန်းမင်းနဲ့ကြုံလာတာတွေမကောက်ငါ့ငွေတွေကိုပါငါ့ငွေထားတယ်ဆိုတော့ငိုင်နာရဲ့စီကံကိုမတိကူကကိုကြီးရဲ့အတန်တည်ငြိမ်လုံးကိုဘေးပေါင်ဝင်ခြင်းတစ်ခုကိုအေးခဲသွားပါတယ်ဟာစီကံဟုတ်ကကိုကြီးခုကစပြီးငိုင်နာမှာငါဥပဒေပဲဖြစ်ရမယ်ဒီညမင်းဒီနေရာမှာပဲသသိမ်းရတော့မယ်အောင်ဆန်းကအော်ပြောလိုက်ရင်တွန့်လူတွေကိုငရက်ခေါ်ပြီးကိုကြီးစီကိုအရင်ဆုံးပြေးဝင်လာပါတယ်ရိုက်ကွာတက်ပြစ်ချက်ချင်းဆိုတုံကိုပဲနှစ်ဖက်စံလုံးကလူတွေအော်ဟိဆဲဆိုတန်းတွေနဲ့အတူထိတ်တိုက်ထိုးကြပါတော့တယ်ဒုတ်ချင်းရိုက်တန်ဓာချင်းခတ်တန်တွေကညာသေးရန်တစ်ခုကုန်စုညံသွားခဲ့ရပါတယ်ရဲသွေးနဲ့အဖွဲကအောင်ဆန်းရန်လူတွေကိုအပြတ်အသက်ပြန်လည်ခုခံနေချိန်မှာကိုကြီးကတော့ရှေ့ကစီးကြိုတဲ့လူ3ယောက်ကိုဒရိုးနဲ့စောင့်ကန်ပြီးအောင်ဆန်းရှိရာစီကိုတဲတဲရှောက်ငန်းသွားပါတယ်အောင်ဆန်းရဲ့ဒေါသတကြီးနဲ့ကိုကြီးရဲ့ရင်ဘတ်ကိုဓာတ်နဲ့ဝေယံခုတ်ချလိုက်ပေမဲ့ကိုကြီးကပါနဲ့စွာရှောင်တင်းလိုက်ပြီးအောင်ဆန်းရဲ့ငကောက်ဝိတ်ကိုဖမ်းချုပ်ကဓမ္မဦးကျိုးရဲ့ဓာပြနဲ့ပါးကိုပြင်းထန်စွာရိုက်ချလိုက်ပါတယ်ဖြတ်ခနဲတန်နဲ့အတူအောင်ဆန်းတယောက်ငိုင်းမပေါ်ငိမ့်စင်လဲကျသွားပြီးပါဇက်ကနေသွေးတွေအန်ထွက်လာပါတယ်ကိုကြီးကငဲကျနေတဲ့အောင်ဆန်းရဲ့ရင်ဘတ်ပေါ်ဖက်နှက်အောက်ချင်နဲ့အရှိန်ပြင်းပြင်းနင်းချလိုက်ပြီးဓာတော့အောင်ဆန်းရဲ့ငိုင်းမင်းနာမှာတိတ်ကြိုက်ပါတယ်ငါနယ်မြေထဲမှာငါငိုင်းဘယ်သူမှဆရာမကောက်ရအောင်မင်းတို့အဖွဲခုချက်ချင်းငိုင်းနာရနေထွက်သွားမှာဒါမှမဟုတ်ဒီညဒီကန်းပေါ်မှာပဲအသက်ပြောက်မှာကိုကြီးရဲ့အေးဆက်ဆက်မျက်လုံးတွေကိုကြည့်ပြီးအောင်ဆန်းတယောက်ကြောက်လန့်တုန်လှုပ်သွားကတစ်ထက်ကတောင်းငှက်ချလိုက်ပါတော့တယ်အောင်ဆန်းရဲ့လူတွေကလည်းသူတို့ဆရာအရေးနှိမ်သွားတာကိုမြင်တော့ငရက်တီချပြီးနောက်ဆုတ်ကုန်ကြပါတယ်ဒါပေမဲ့အောင်ဆန်းအသက်ရှူမဝတငုံနဲ့ညင်းညူရင်ကိုကြီးကိုမခိုးမခန့်ကြည့်ကစကားတခွန်းပြောလိုက်ပါတယ်ကိုကြီးမင်းကတော့နိုင်လည်းမင်းမပြောနဲ့ဦးမင်းကိုဖြုတ်ချဖို့ငါ့ကိုနောက်ွယ်ရနေငွေကြီးနဲ့ငရက်တွေထောက်ပံ့ပေးထားတာမင်းအားကိုနေတဲ့ငိုင်တာရလူကြီးတွေကိုယ်တိုင်ပဲကိုကြီးမျက်မှောင်ကုတ်သွားပါတယ်ငိုင်းမေးမိတိုင်ရဲ့ဝါချင်းချင်းအငိမ့်အောင်မှာအောင်ဆန်းရဲ့အသက်ရှူတန်းကပြတ်တောင်းဖြစ်နေပါတယ်။သုံးငယ်ဘေးမှာတိတ်ထားတဲ့ကိုကြီးရဲ့ဓမ္မဦးကျိုးကအေးဆက်နေပေမဲ့အောင်ဆန်းရဲ့နှစ်ဖူးကချွေးသီးတွေစီးကြလာပါတယ်။
ကိုကြီးကရင်မပေါ်နေထားတဲ့ခြေထောက်ကိုအနှဲငယ်ပြန်လျှော့လိုက်ပေမဲ့ဓာသားတော့ဖဲ့မပေးပဲမျက်နှာကိုငုံကြည့်လိုက်ပါတယ်မင်းအခုပြောလိုက်တဲ့စကားကိုပြန်ပြောစမ်းအောင်ဆန်းမင်းနောက်ကွယ်မှာဘသူရှိခဲ့ကိုကြီးရဲ့တန်ပိုးပြီးအေးဆက်သွားပါတယ်အောင်ဆန်းကလေပင်ကဓာတော့ကြောက်လိုက်တကြီးကြည့်ရင်တရီတစ်ချက်မျိုးချလိုက်ပါတယ်ငိုင်တာရဆက်မှုတုံလေးကဦးနေငယ်ကကိုကြီးကိုယာဒူးကဖဲ့ခြင်းနေတာကိုကြီးရှိနေတူသူတို့ဆက်ယုံတွေကထွက်တဲ့တရံမဝင်ပစ္စည်းတွေကိုနေသက်ပဲတရတာအဆင်မပြေဘူးကြီးဒါကြောင့်ကျွန်တော်တို့အဖွဲ့ကိုငွေနဲ့ငတ်နဲ့တွေထောက်ပံ့ပေးပြီးကိုကြီးရဲ့နေမျိုးကိုလူခိုင်းတာကိုကြီးဘာမှမပြောပဲငြိမ်သက်သွားပါတယ်ဦးနေငယ်ဆိုတာငိုင်တာရမှာနာမည်ကြီးလုပ်ငန်းရှင်တယောက်ဖြစ်ပြီးကိုကြီးနဲ့ကအပြင်ပန်းမှာကြီးကြီးတန်ကိုရှိကြပါတယ်အခုတော့သူဟာပဲကိုကြီးကိုနောက်ကျောင်းရတဲ့ဓာတ်ရိုက်ထိုးကိုကြိုးစားနေတာဖြစ်ပါတယ်ဘေးမှာရက်နေတဲ့ရဲသွေးကဒေါသကြီးနဲ့ရှေ့ကိုတိုးကြပါတယ်ကိုကြီးအဲ့ဒီဦးနေငယ်ဆိုတဲ့လူကြီးကကျွန်တော်တို့စီကိုတောင်ပြီးခဲ့တဲ့အပတ်ကတည်းကနှုတ်ဆက်သွားသေးတယ်တကယ်တစ္ဆာဖောက်ပဲခုချက်ချင်းသူ့ထက်ရုံကိုသွားစီရမှာကိုကြီးကငက်ကပြလိုက်ပြီးဓာတ်ကိုအိတ်ထဲပြန်ထည့်လိုက်ပါတယ်ပြီးနောက်လဲကျနေတဲ့အောင်ဆန်းကိုကြည့်ပြီးပြတ်သားပြောလိုက်တယ်အောင်ဆန်းမင်းအတက်ကိုငါဒီချင်းချမ်းသာပြီပဲဒါပေမဲ့မင်းဦးနေငယ်စီကိုပြန်သွားရမယ်မင်းတို့အဖွဲ့ကိုကြီးကိုတက်ပြတ်လိုက်ပြီးသူ့ကိုတည်င်းအမှားပေးရမယ်မင်းငါဘက်ကနေကစားမလားဒါမှမဟုတ်ဒီညပဲအကောင်းဖြောက်ခံမလားအောင်ဆန်းအသက်ဘေးရန်ကောင်းမြောက်ဖို့အတွက်ခေါင်းကိုတရသက်ညှိပြပါတော့တယ်လုပ်ပါမယ်ကိုကြီးခိုင်းတဲ့အတိုင်းကျွန်တော်အကုန်လုပ်ပါမယ်ကောင်းပြီရဲသွေးဒီကောင်ခေါ်သွားပြီးဆေးထည့်ပေးကပြီးရင်ငါပြောတဲ့အတိုင်းဆန်ကန်းစင်ခိုင်းကကိုကြီးညာသေးတဲ့ငန်းမကြီးပေါ်မှာတယောက်တည်းရက်ကြံခဲ့ပါတယ်မိုးသက်အချို့ကသူ့မျက်နှာပေါ်တဖွဲဖွဲကျဆင်းလာတယ်သူကကွယ်ပေးတဲ့ငိုင်နာရဲ့နောက်ွယ်မှာဒီထက်မကကြီးမားတဲ့အမောင်တို့တွေရှိနေမှကိုကြီးသဘောပေါက်ကြပါပြီဦးနေငယ်ကကိုကြီးသိပြီးအထင်နဲ့သူ့ရဲ့နောက်ွယ်ကတရမဝင်လုပ်ငန်းတွေကိုပေါ်ထင်နေစတင်တော့မယ်အဲ့ဒီအချိန်ကကိုကြီးအတွက်ပိုက်ကွန်ကိုတင်ရမယ့်အချိန်ပဲဖြစ်ပါတယ်ဦးနေငယ်ကအောင်ဆန်းရှူကရဲ့ကိုကြီးသိပြီးဆိုတဲ့တည်င်းကိုအငွေတကူမယုံကြည်ခဲ့ပါဘူးဒါကြောင့်သူကငွေလိုကြီးကိုအတုံးချပြီးကိုကြီးရဲ့ငှက်ရရုံဖြစ်တဲ့ရဲသွေးကိုတိတ်ဆိတ်ချင်းကစီးရုံလိုက်ပါတယ်ရဲသွေးကငေါပါစောနဲ့ခေါင်းချင်းပြလိုက်ပြီးကိုကြီးရဲ့စက်မှုစုံလေးကကိုလောင်အဟောင်းနဲ့ရှောင်းအောင်တည်င်းမှားပေးပြီးခေါ်ထုတ်ခဲ့ပါတယ်မှောင်မိုက်ပြီးဖုန်ထူနေတဲ့ကိုလောင်အဟောင်းကြီးတွေကိုကြီးတကူတော့ခြေကိုင်းမှန်မှန်နဲ့ရှောက်ဝင်သွားတဲ့အချိန်မှာပဲအမောင်ရည်ထဲကနေတနက်ဓားတွေကင်ထားတဲ့ဦးနေငယ်ရဲ့လူရောက်20ခန်းထွက်လာပြီးကိုကြီးကိုဝိုင်းလိုက်ပါတော့တယ်သူတို့ရဲ့အငယ်မှာတော့ဦးနေငယ်နဲ့အတူရဲသွေးရပါတက်စာပေါအပြုံးနဲ့မတက်ရက်နေပါတယ်ဟာကိုကြီးမင်းစံကဒီမာရင်ပြီးပြီမင်းအသက်ထက်ယုံကြည်ခဲ့တဲ့တပည့်ရင်ရမင်းကိုတေရွေးနဲ့ခွန်လာတာကြီးဦးနေငယ်ကငှောက်မြောင်ပြီးအော်ပြောလိုက်ပါတယ်ကိုကြီးကဘေးပေါဝင်ချင်းကိုတစ်ချက်ကြည့်လိုက်ပြီးတပ်ပြင်းချလိုက်ပါတယ်ဒါပေမဲ့သူ့မျက်နှာမှာကြောက်ရွံ့နေအရေးရံလုံးဝမရှိပဲရဲသွေးကိုပဲစိုက်ကြည့်ပြီးအေးစစ်စစ်မေးလိုက်ပါတယ်ရဲသွေးငါမင်းကိုညီရင်းကိုသဘောထားတာငါ့ကိုတစ္ဆာဖောက်ရအောင်အဲ့ဒီငွေတွေကမင်းအတွက်တန်လို့ကရဲသွေးမျက်နှာပြတ်သွားပြီးဓာတ်ကိုတင်းတင်းဆုပ်ကန်လိုက်ပါတယ်ကိုကြီးကငါငိထားပါတယ်ဒါပေမဲ့ငါလည်းအမြဲတမ်းမင်းရဲ့အရေးရောက်မှမနေနိုင်ဘူးကိုကြီး sorry ပဲဦးနေငယ်ငရက်ပြလိုက်ပြီးတက်ပြစ်ကြစမ်းကိုအမိတ်ပေးလိုက်တဲ့အချိန်မှာပဲကိုတော်ရဲ့အမိုးပေါ်ကနေမှန်ချက်တွေဝုန်းကနေကွဲကြလာပြီးကိုကြီးရဲ့တခြားတစ္ဆာကြီးတပည့်အင်ရအယောက်90ကျော်ကတနက်တီနဲ့ဝိုင်းအောင်ပြီးဆင်းလာကြပါတော့တယ်ဦးနေငယ်နဲ့ရဲသွေးတို့ထင်းကန်တုံကိုသွားကြပါတယ်ကိုကြီးကသူ့ရဲ့ဓမ္မဦးကျိုးကိုအိတ်ထဲကဆွဲထုတ်လိုက်ရင်အေးဆက်ဆက်ပြုံးလိုက်ပါရဲသွေးမင်းငါးစီမှာနေတာကြာလာပြီပဲငါကဘယ်တော့မှလူတယောက်ကိုအကွက်မမြင်ပဲမယုံခဲ့ဘူးဆိုတာမမေ့နေတာကဒါပေမဲ့အဲ့ဒီအချိန်မှာပဲအငုံကိုမှိတ်သက်သွားစီမယ်အငယ်ပြောင်းကြီးဖြစ်ပွားခဲ့ပါတယ်ကိုကြီးရဲ့လူတွေကတနက်တွေကိုဦးနေငယ်စီမချိန်ပဲကိုကြီးရဲ့ဦးကောင်းတဲ့စီကိုဗျိုင်းဒီချိန်ရွယ်လိုက်ကြပါတယ်ကိုကြီးမျက်မှောင်ကုတ်သွားပြီးပတ်ဝန်းကျင်ကိုကြည့်လိုက်တဲ့အခါမှာသူ့ရဲ့တစ္ဆာကြီးတပည့်တွေရဲ့အငယ်အားနဲ့ငါခုတ်တစ်ဖြက်ဖြက်တီးရင်ထွက်လာတာကတော့ကိုကြီး6နဲ့နေမိမောင်းထုတ်လိုက်တယ်ဆိုတော့အောင်ဆန်းဖြစ်နေပါတယ်အောင်ဆန်းကဒဏ်ရာရထားတဲ့ပါဇက်ကိုတုပ်ရင်ကောက်ကျစ်စွာရှီမောင်းလိုက်ပါတယ်ကိုကြီးမင်းကငိုင်းသားရမှာမင်းတယောက်တည်းပဲညံရှိရထင်နေတာကရဲသွေးကမင်းကိုတစ္ဆာဖောက်တာမဟုတ်ဘူးငါတို့ငိုင်းသားရလူမှန်ဂောကသာအားလုံးကမင်းရဲ့ခေကုံသွားပြီဆိုတာငါခန့်လိုက်ကြလို့မင်းကိုဗျိုင်းတူတစ္ဆာဖောက်ခဲ့ကြတာရဲသွေးကကိုကြီးကိုကြည့်ပြီးတက်ပြင်းချလိုက်ပါတယ်ကိုကြီးရဲ့စီးကန်းတွေကြားတော့ငန်းကစားတွေအတွက်ကောင်းပြီးဒုံးလူမိုက်တွေအတွက်စီးပွားရေးငုံမဖြစ်တော့ဘူးဒါကြောင့်ကျွန်တော်တို့အောင်ဆန်းတို့ဦးနေငိန်တို့နဲ့အစကတည်းကပူပေါင်းပြီးကိုကြီးကိုသက်သိမ်းမှုဒီပြကွက်ကိုဆင်ခဲ့တာပါကိုကြီးကသူ့ဘေးပတ်ပတ်ငိုင်မှာတနက်ပြောင်းဝါတွေဝိုင်းနေတဲ့ကြားကနေဓမ္မဦးကျိုးကိုကြမ်းမြင့်မဖြည်းဖြည်းချင်းချလိုက်ပါတယ်သူကရှုံးနေသွားရင်မျက်နှာကတော့တန်မဏိကိုတင်းငိမ်နေတော့မှာပဲကောင်းပြီငိုင်နာရငါ့ကိုမငုံကျင်တော့ဘူးဆိုရင်လေငါရဲ့ဇက်ကွက်ကိုဒီမာရင်အဆုံးသက်ပေးရတာပေါ့ကိုကြီးကစံကိတ်တငိတ်ကိုအေးစစ်စစ်မီးညင်ပြောလိုက်ပါတယ်ဦးနေငယ်ကတနက်ကိုဆွဲထုတ်ပြီးကိုကြီးရဲ့ရင်မက်တဲ့ကိုချိန်လိုက်တယ်မင်းနောက်ဘွားကြမှာငိုင်သားရကိုပြန်လာခဲ့ကိုကြီးဒီညတော့မင်းသိရမယ်ဒိုင်းဆိုရဲတနက်တန်ကြီးကကိုတော်ဟောင်းကြီးတစ်ခုကိုပဲတင်ထပ်သွားပါတော့တယ်ချောင်းခန့်ကြပြီးနောက်ငိုင်သားရမျိုးနယ်ကကိုကြီးမရှိတော့တဲ့နောက်ပိုင်းဦးနေငယ်နဲ့အောင်ဆန်းတို့ရဲ့ငှက်အောက်မှာဗျံပရာနဲ့ဒူးစရိုက်တွေပုံပုံများပြားလာခဲ့ပါတယ်တရက်မှာတော့ငိုင်သားရစက်မှုတုံငိုင်မကြီးပေါ်မှာ
နိုင်ကူညီမှုနဲ့အခမဲ့ကူနာတင်ရင်ကားသေးကလေးတစ်စီးအော်ဆွဲပြီးကမန်းကနေမောင်းနှင်သွားပါတယ်ထွန်ကူနာတင်ရင်ကိုမောင်းနှင်နေတဲ့သူကတော့ဦးကောင်းမှာဓာတ်တန်ရအမာယူကြီးနဲ့ပရိဒအဖြူရောင်ဝစ်စုံကိုတည်သက်စွာဝစ်ဆင်ထားတဲ့ကိုကြီးကိုယ်တိုင်ပါပဲအဲ့ဒီညကတနက်တန်တွေထွက်ခဲ့ပေမဲ့ရဲသူရကိုကြီးရဲ့အသက်ကိုကယ်ကျင်တာကြောင့်တနက်ပြောင်းတမင်ပင့်တင်ခိုင်းခင်ကိုကြီးကဒဏ်ရာပြင်းထန်သွားတဲ့ပဲလွတ်မြောက်ခဲ့တာဖြစ်ပါတယ်ကိုကြီးကသူ့ကိုသစ္စာဖောက်ခဲ့တဲ့ငှိုင်သားလူမန့်ကောက်ကောက်ငှိုင်သားမချီတော့ပဲစိတ်ကုန်သွားခဲ့ပြီးသူကသွေးစွန်းခဲ့တဲ့ငတ်တီကိုဆေးကြောပြီးပြည်သူတွေကိုအမှန်တကယ်ကူညီပေးမဲ့ပရိဒတ်သမားအဖြစ်ဘဝတည်ကိုပြောင်းလဲရှင်သန်လိုက်ပါတော့တယ်။ကိုင်သားရဲ့အမှောင်ကောက်ကလည်းကိုကြီးဆိုတဲ့လူမိုက်ကထာဝရတည်ဆုံးသွားခဲ့ပါပြီ။အခုကိုင်သားရငမ်းမတွေမှာရှိနေတာကတော့ပြည်သူတွေကိုအတန့်ကိုကယ်တင်ပေးတဲ့ပရိဒတ်သမားကြီးကိုကြီးအဖြစ်ဇက်သိမ်းသွားခဲ့ပါပြီ။စငန်းရဒီမှာပြီးဆုံးသွားပါပြီ။ကိုင်သားကိုကြီးကတကယ်ပဲပရိဒတ်သမားဖြစ်သွားတာကဒါမှမဟုတ်ပရိဒတ်ကိုဗန်းပြပြီးတော့မကောင်းတာရင်ငုံနေကဆိုတာကိုအပိုင်းနှစ်မှာဆက်လက်တင်ပြသွားမှာမဟုတ်ဘူးကျွန်တော်တို့ရဲ့ channel လေးကို subscribe လုပ်ပေးခဲ့ပါအောင်ခင်ဗျာအသစ်တွေတိုင်းသိရဖို့အတွက်ဘေးက notification ခေါင်းကောင်းလေးကိုနှိပ်ပေးခဲ့ပါဦး